ယူသွားလိုက်ပါငါညီယာအခုဘဝမင်းတို့မပြေဆုံးဘူးလေကွာသူမိဘတွေကလည်းမင်းကိုအတော်လေးသဘောချကြတာကွာအရာရာမင်းနဲ့တော့မရှင်ရဲပါဘူးကွာအခုပြောခဲ့တဲ့ပန်းအခုအတွက်သာမဟုတ်တာငါညီတက်တော့မွေးမှာပါသူမိဘတွေသဘောတူတဲ့ငါညီကိုတော့အခုပဲရှင်နိုင်မှာလေကွာ